ဒါတော့ Redmi Note 4D Pro ပေါ့နော်ဒီကောင်လေးကတော့ကိုကဲအကောင့်ကျနေရပါဘောနော်ဒီကောင်လေးကျတော့ကိုကဲအကောင့်ကျနေ Android ဆိုလဲဒီကောင်လေးက Android က15ပေါ့နော်ကိုကဲအကောင့်ကျနေပေါ့အခုနောက်ပိုင်း Redmi ဖုန်းတွေက Android 15ဆိုရင်သုံးလို့ရတယ်ဒီအနေထားကျတော့သုံးလို့ရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဖုန်းလော့တွေခတ်လို့မရဘူး software တွေထည့်မရဘူးပေါ့နော်ဒီကောင်လေးရလို့ပေါ့ Gmail အကောင့်တွေသုံးလို့မရတာပေါ့နော်ကျွန်တော်တို့ဒီလိုအနေထားတော့ဖုန်းပြောပါညာဇက်ကကြီးတော့သုံးလို့ရတယ်ဖုန်းလော့တွေပါထားမရတာပေါ့နော်အခု Google အကောင့်တွေကြ Redmi တွေလေအဲ့ဒါကိုကျွန်တော်တို့လော့လဲ screen လော့လဲထားလို့ရအောင် Google အကောင့်နဲ့သုံးလို့ရအောင် software လည်းတင်လို့အောင်ကျွန်တော်ထည့်ပေးမှာပေါ့နော်ဒီကောင်ဆိုကျွန်တော်ပုံမှန်ဆိုရင်ဖုန်းလော့တွေပါထားလို့ရဒီကောင်လေးဆိုရင် Google အကောင့်ကျနေတဲ့ဖုန်းဆိုရင်ကျွန်တော်တို့ဖုန်းလော့တွေခတ်မရတာပေါ့နော်နောက်ပိုင်းဖုန်းမော်တယ်မြင့်နေကြတော့အစင်းနဲ့မြင့်နေတယ်3ည4လုံးထားလိုက်မယ်နော်1 2 3 4 1 2 3 4ကျွန်တော်ပုံမှန်ဆိုရင် password ထားလို့ရတယ်ဒါပေမဲ့ဒီကောင်က password ထားလို့မရတော့ Google အကောင့်ကျသွားဆိုတော့ Android 15ဆိုရင် Redmi တွေက lot တွေပါရထားလို့မရတော့ဘူးเนาะ Google အကောင့်ကျသွားအဲ့ဒါကျွန်တော်တို့ဖြည့်မှာပေါ့ဒီ Android 15ဆိုရင် unlock တူနေအောင်ဖြည့်လို့မရအောင်ကျွန်တော်ပုံမှန်ဖြည့်နေကြ FCK2 နဲ့ပေါ့เนาะဒီ software လေးနဲ့ပေါ့ကျွန်တော်ဝယ်ထားတာပေါ့เนาะဒါတစ်ခါဖြည့်တော့3 credit တော့ကျတာပေါ့เนาะဒီမှာကျွန်တော်တို့ဒီကောင်လေးဖြည့်မှာပေါ့เนาะလူကျိုးထိုးထားတဲ့အနေထားပေါ့နော်ကျိုးထိုးထားတဲ့အနေထားမှာကျွန်တော်တို့ကမီ unlock FRB ပေါ့နော်အဲ့ဒါလေးရေးပြီးတော့ကျွန်တော်တို့ start လေးချက်လောက်နေတယ်ပေါ့နော်ကျိုးထိုးထားတဲ့ပုံလေးပေါ့နော်အဲကျွန်တော်တို့ပြီးသွားပြီပေါ့နော်ပြီးသွားပြီเนาะပြီးရင်ကျွန်တော်တို့ logo လေးတက်လာမှာပေါ့နော်အဲ့တော့ lock ဖြည့်ပြီးသွားတဲ့အခြေအနေလေးပေါ့နော်ကျွန်တော်ဖုန်း lock လေးပါလေး screen lock လေးပြန်ထားကြည့်မှာပေါ့နော်3ည4လုံးထားကြည့်မှာပေါ့နော်这里是过来。အဲ့ကျွန်တော်တို့ဖုန်းလော့ထားလို့ရပါပြီပေါ့နော်အဲ့လိုဖုန်းလော့ထားလို့ရပါဆိုတော့ FRB ကကျွန်တော်တို့ပြီးပါပြီပေါ့နော်ကျွန်တော်တို့နောက်က FRB မကြအောင်လို့ Android version ပေါ့နော်ပြောမယ် Xiaomi ဆိုရင်တော့ Android version ပေါ့နော် OS version ပေါ့ခုနချက်လောက်နေလိုက်မယ်နော်ကျွန်တော်တို့နောက်ပိုင်း FRB မကြအောင်ကျွန်တော်တို့ပတ်စံကုန်ကြီးမကောင်းလို့ကျွန်တော်တို့ဘုံရဲအောင်လို့ပိတ်ထားပြီးလိုက်ပေါ့နော်ဖွင့်ထားပြီးလိုက်ပေါ့နော်ဟုတ်ကဲ့ဒီကောင်လေးဖွင့်ထားပြီးလိုက်ပေါ့နော်3ည4လုံးအဲ့လိုဖွင့်ထားပြီးရှင်းပြကျွန်တော်တို့ကတော့နောက်ပိုင်းကျွန်တော်တို့လော့ဖြည့်တဲ့ချင်းချင်း Gmail လို့မကြတော့ဘူးနော်